အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုမှာကျွန်တော်က GED သင်ကြားမေးခွန်းမှာပါဝင်တဲ့ greatest common factor ရဲ့အကြောင်းအရာလေးကိုတင်ဆက်မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပထမဦးစွာ greatest common factor ရဲ့သဘောတရားကိုအရင်ဦးဆုံးရှင်းပြမှာဖြစ်ပါတယ် greatest common factor အတူကအနေနဲ့ GCF เนาะသူရဲ့တန်ဖိုးကိုဘယ်လိုရှာရလဲဆိုတော့သူပေးထားတဲ့ကိန်းဂဏန်းနှစ်ခုဒါမှမဟုတ်နှစ်ခုထပ်ပို့တော့ဆိုတော့သုံးခုလည်းဖြစ်နိုင်တယ်လေးခုလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဒီကဏ္ဍလေးတွေရှိနေတဲ့ဟာလေးကိုကျွန်တော်တို့ကသူတို့ကိုစားလို့ပြတ်တဲ့ကိန်းဂဏန်းကိုရှာလိုက်တဲ့အခါမှာเนาะ device ဆိုတော့စားလို့ပြတ်တဲ့ကိန်းဂဏန်းကိုရှာလိုက်တဲ့အခါမှာကဏ္ဍအချင်းချင်းတူပြီးတော့အကြီးဆုံးကဏ္ဍကိုယူရတာဖြစ်ပါတယ်အဲ့ဒီကဏ္ဍရဲ့အကြီးဆုံးကဏ္ဍကိန်းဂဏန်းဟာဆိုလို့ရှိရင် greatest common factor ရဲ့တန်ဖိုးဖြစ်ပါတယ်ဒီဟာကိုဆက်လက်ပြီးတော့ရှင်းပြဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဥပမာကိုသွားပါဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပထမဦးစွာဥပမာရဲ့မိကုံးကိုအရင်ဖားချမှာဖြစ်ပါတယ် What is the greatest common factor GCF of 8 and 12ဒီမှာဆိုလို့ရှိရင်ကိန်းဂဏန်းနှစ်ခုကိုသူကပေးထားပါတယ်เนาะအဲ့တော့ခုနပြောတဲ့ဒီဂိုက်ကနန်းတစ်ခုရဲ့သူတို့ကိုစားလို့ပြတ်တဲ့ဂိုက်ကိုကျွန်တော်တို့စာရပေးရအရင်ဦးဆုံးရှာပေးရမှာဖြစ်ပါတယ်ဆိုတော့factor of 8တောင်ကရှိရဲ့စောက်ခွက်ဂိုက်ကိုကျွန်တော်တို့ကရှာရဖြစ်ပါတယ်ပြောချင်တာကဒီရှိကိုစားလို့ပြတ်တဲ့ဂိုက်ကနန်းတွေကိုကျွန်တော်တို့ကစဉ်းစားမှာဖြစ်ပါတယ်အဲ့တော့ဒီရှိကိုစားလို့ပြတ်တဲ့ကနန်းကဘာတွေပါဝင်လဲဆိုတော့တိပါတယ်တိရှိလိရှိဆိုတော့လေပြီးရင်နိပါတယ်နိလေးလိရှိเนาะပြီးရင်လေးလည်းပါပါတယ်လေးနှစ်လေးရှိเนาะပြီးရင်ရှိတလိရှိအဲ့ဒီတော့ဒီရှိကိုစားလို့ပြတ်တဲ့ကိကနအရေးအတွက်က၄ခုထွက်လာပါတယ်အဲ့တော့နောက်ထားကိကနနောက်တစ်ခုဖြစ်တဲ့စနစ်ဒီစနစ်ရဲ့သူ့ရဲ့အစဖွဲ့ကိကိုကျွန်တော်တို့ကဆက်လက်ရှာပြရမှာဖြစ်ပါတယ်အဲ့တော့ဒီစနစ်ကိုစားလို့ပြတဲ့ကိကဘာတွေပါဝင်လဲဆိုလို့ရှိရင်တိပါတယ်เนาะနိချလီစနစ်ဆိုတော့နိပါတယ်သုံးလေးလီစနစ်ဆိုတော့သုံးလဲပါတယ်လေးလဲပါတယ်6နလီစနစ်ဆိုတော့6လဲပါတယ်ပြီးရင်စနစ်တလီစနစ်ဆိုတော့စနစ်လဲပါပါတယ်ခင်ဗျာအဲ့ဒီတော့စနစ်ကိုစာလို့ပြတ်တဲ့ကိန်းကဏ္ဍအရေးအတွက်ကိန်းတွေကိုကျွန်တော်တို့ကရှာလို့ထွက်လာပါတယ်ဒီအခုရှိနေစနစ်နဲ့စာလို့ပြတ်တဲ့ကိန်းကဏ္ဍလေးတွေဒီနှစ်ခုကိုကျွန်တော်တို့ကရရှိသွားပြီဆိုတော့ကကျွန်တော်တို့ဒီနှစ်ခုလုံးမှာပါဝင်တဲ့ဟာလေးတွေကိုရွေးထုတ်ယူရမှာဖြစ်ပါတယ်အဲ့တော့ common factor ဆိုတာကခုနရှာခဲ့တဲ့ဟာလေးတွေတူနေတဲ့ထွက်လာတဲ့ကိန်းကဏ္ဍလေးတွေကိုကျွန်တော်တို့ကရွေးထုတ်ယူရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဘာတွေတူလဲဆိုတော့factor of 8မှာလည်း1ပါတယ် factor of 12မှာလည်း1ပါတယ်ဆိုတော့1ကိုကျွန်တော်တို့ကယူပါတယ်ခင်ဗျာပြီးရင်နောက်ထပ်ကိန်းဂဏန်းတစ်လုံးဆိုလို့ရှိရင် factor of 8မှာလည်း2ပါတယ် factor of 12မှာလည်း2ပါတယ်ဆိုတော့2ကိုကျွန်တော်တို့ဆက်လက်ပြီးတော့ရွေးယူပါတယ်ပြီးရင်နောက်တစ်ခုက3ကမပါဘူးပြီးရင်4ကလည်းနှစ်ခုလောက်ပါတဲ့အတွက်4ကိုယူပါတယ်8ကလည်းမပါဘူး6ကလည်းနှစ်ခုလုံးမပါပါဘူးစနစ်ကလည်းနှစ်ခုလုံးမပါဘူးအတွက်ကျွန်တော်တို့ကဒီမှာဆက်လက်ပြီးတော့မရွေးထုတ်ယူတော့ပါဘူးအဲ့တော့ common factor မှာကဏ္ဍဘယ်နှခုလဲဆိုတော့3ခုပဲကျွန်တော်တို့ရလာပါတယ်ဒီဟာဆိုလို့ရှိရင်သူက greatest common factor ဆိုတော့ကျွန်တော်တို့ကဘယ်အလုပ်ယူရမှာလဲဆိုရင် greatest ဖြစ်တဲ့အတွက်အကြီးဆုံးကိုကျွန်တော်တို့ကရွေးထုတ်ယူရမှာဖြစ်တဲ့အတွက်ဒီ greatest common factor ဒီရလာတဲ့ကဏ္ဍ3ခုရဲ့အကြီးဆုံးကဆိုလို့ရှိရင်4ဖြစ်တဲ့အတွက် greatest common factor ကသူရဲ့တန်ဖိုးက4ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒါကgreatest common factor ရဲ့တန်ဖိုးရှာတဲ့နီလန်းတွေပဲဖြစ်ပါတယ်ဒီဟာလေးကိုဆက်လက်ပြီးတော့ကာဖို့ရန်အတွက်ကျွန်တော်တို့ကအချို့တော့ exercise လေးတွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့တောင်းမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ exercise ရဲ့ number 1ကိုကျွန်တော်တို့အရင်ဦးဆုံးမြေခွန်းကိုအရင်ဖတ်ပါမယ် What is the greatest common factor GCF of 12 and 18เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်သူပေးထားတဲ့ကဏ္ဍနှစ်ခုကပါလဲဆိုတော့7နဲ့18ဖြစ်ပါတယ်ဒီ7နဲ့18ရဲ့ greatest common factor ရဲ့တန်ဖိုးကပါလဲဆိုတော့ GCF ရဲ့တန်ဖိုးကျွန်တော်တို့ကရှာပေးရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်ခုနပထမအချက်အရာကျွန်တော်တို့က
ဘာအရင်ရှာရမလဲဆိုတော့ဒီကိန်းကနန်းတစ်ခုရဲ့သူတို့ကိုစားလို့ပြတ်တဲ့ကိန်းကိုအရင်ဦးဆုံးကျွန်တော်တို့ကရှာပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် common factor of 12เนาะကျွန်တော်တို့အရင်ဦးဆုံးရှာပါမယ်စနစ်ကိုစားလို့ပြတ်တဲ့ကိန်းကနန်းကဘာတွေရှိလဲပေါ့เนาะဒါဆိုလို့ရှိရင်ပထမဦးဆုံးစနစ်ကိုစားလို့ပြတ်တဲ့ကိန်းကတိပါတယ်နောက်တစ်ခုကဆိုလို့ရှိရင်နိပါတယ်เนาะနိ6လေးစနစ်ဆိုတော့နိပါတယ်3လဲပါတယ်เนาะ3ပါတယ်ပြီးရင်4လဲပါတယ်ပြီးရင်4 3 4စနစ်ဆိုတော့4လဲပါတယ်ပြီးရင်5ကစနစ်မရှိတဲ့အတွက်စားလို့မပြတ်တဲ့အတွက်5မပါဘူးကျွန်တော်တို့ခြံထားမယ်ပြီးရင်6လဲပါတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့6နဲ့4စနစ်ဆိုတော့6ကိုလည်းကျွန်တော်တို့ယူပါမယ်နောက်တစ်လုံးကကြတော့နောက်ထပ်စနစ်ကိုစားလို့ပြတ်တာကတခုပဲကျန်တော့လဲပါလဲဆိုတော့စနစ်ပေါ့နော်စနစ်တက်လေးစနစ်ဆိုတော့စနစ်လည်းပါပါတယ်ခင်ဗျာကဲနောက်တစ်ခုဒီစနစ်ကိုကျွန်တော်တို့ကfactor စနစ်ရဲ့ circle guide ကိုကျွန်တော်တို့ရလာပြီဆိုတော့ဒီ set sheet ရဲ့ circle guide ကိုကျွန်တော်တို့ဆက်လက်ပြီးတော့ရှာပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ set ရှိမှာเนาะစာလို့ပြတ်တဲ့ guide ကဘာတွေပါဝင်လဲဆိုလို့ရှိရင်ဒီပါမယ်နောက်ပြီးရင်နိပါတယ်เนาะနိကိုဒီ set ရှိဆိုတော့နိလည်းပါတယ်နောက်တစ်လုံးကစားတော့3ပါတယ်เนาะ3 6လေး set ရှိဆိုတော့3ပါတယ်4မပါဘူးပြီးရင်5မပါဘူး6ပါတယ်6ပါတယ်ဆိုတော့6 3လေး set ရှိเนาะပြီးရင်9နဲ့လေး set ရှိဆိုတော့9လည်းပါတယ်နောက်တစ်လုံးကတစ်လုံးပဲကျန်ပါတော့တယ် set ရှိတစ်လေး set ရှိเนาะโอเคအဲ့ဒီတော့ကျွန်တော်တို့ဒီ set sheet ကိုစာလို့ပြတ်တဲ့ guide လဲကျွန်တော်တို့ထွက်လာပါပြီနောက်တစ်ခုက common factor ကိုကျွန်တော်တို့ကပြန်ပြီးတော့ရှာပေးရတယ် common factor ဘာလဲဆိုတော့ဒီ factor of 12နဲ့ factor of 18နှစ်ခုလုံးမှာပါဝင်တဲ့ diagonal လေးကိုကျွန်တော်တို့ကရွေးထုတ်ယူရမှာဖြစ်တဲ့အတွက်ဘာတွေပါဝင်လဲဆိုလို့ရှိရင်เนาะ12မှာလည်း1ပါတယ်18မှာလည်း1ပါတယ်ဆိုတော့1ကိုကျွန်တော်တို့ယူမယ်ပြီးရင်2ကလည်းနှစ်ခုလုံးပါတဲ့အတွက်2ကိုလည်းကျွန်တော်တို့ယူပါမယ်3ကလည်းနှစ်ခုလုံးပါတဲ့အတွက်3ကိုဆက်လက်ယူပါတယ်4က12မှာပဲပါတယ်18မှာမပါဘူးเนาะအဲဒါကြောင့်မို့လို့4ကိုကျွန်တော်တို့မယူဘူးနောက်တစ်ခုက6เนาะ6ကလည်းနှစ်ခုလုံးပါတဲ့အတွက်6ကိုကျွန်တော်တို့ယူတယ်ပြီးရင်ကိုကလည်းနှစ်ခုလုံးမပါဘူးစနစ်ကလည်းနှစ်ခုလုံးမပါဘူးရှိကလည်းနှစ်ခုလုံးမပါဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ common factor မှာเนาะကျွန်တော်တို့ရလာတာက၄ခုเนาะဒါကမှ၄ခုကျွန်တော်တို့ရလာပါတယ်ဒါဆိုလို့ရှိရင် greatest common factor ဆိုတော့เนาะအကြီးဆုံးကဏ္ဍကိုကျွန်တော်တို့ကရွေးယူပေးရတယ်ဆိုတော့ဘယ်ဟာယူမှာလဲဆိုလို့ရှိရင်ဒီ6ပေါ့เนาะ6အဖြေက number 6ဖြစ်ပါတယ်အဲ့ဒီတော့အဖြေက number 6ဆိုတော့ရွေးချယ်မှု C ကအဖြေမှန်ဖြစ်ပါတယ်ကဲဆက်လက်ပြီးတော့ကျွန်တော်တို့က exercise number 2ကိုဆက်လက်ပြီးတော့သွားပါမယ်ကဲပထမဦးဆုံးမေးခွန်းကိုအရင်ဖတ်ပါမယ် What is the greatest common factor GCF of 20s and 30 နော်ဒီမှာဆိုလို့ရှိရင်သူက20နဲ့30ရဲ့ greatest common factor ကိုကျွန်တော်တို့ရှာပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်20နဲ့30ရဲ့ပထမဦးဆုံးသူတို့ရဲ့စာခွဲကိန်းကိုအရင်ဦးဆုံးစာပေးရမှာဖြစ်ပါတယ်အဲ့တော့20မှာဆိုလို့ရှိရင်เนาะ20မှာဆိုလို့ရှိရင်သူ့ရဲ့သူရဲ့ဟိုအစားတွေပါလဲဆိုတော့20ပေါ့เนาะ20စာလို့ပြတ်တဲ့ guide တွေကဘာတွေပါလဲဆိုတော့1ပါတယ်ပြီးရင်2ပါတယ်เนาะပြီးရင်4ပါတယ် okay 4ပါတယ်ပြီးရင်okay 4ပါတယ်ပြီးရင်ငါ5ပါတယ်ပေါ့နော်ငါလေးလေး20ဆိုတော့5ပါတယ်ပြီးရင်ဘာပါလဲဒီလဲဆိုလို့ရှိရင်20ကိုစားလို့ပြတာကနောက်ထပ်30လာပါမယ်နော်30ပြီးရင်နောက်တစ်ခုကကြတော့စနစ်ဖြစ်ပါတယ်ခင်ဗျာno 20เนาะ12 20เนาะ20ဖြစ်ပါတယ်စနစ်က20ကိုစားလို့မပြဘူးเนาะအဲ့ဒီတော့ကျွန်တော်တို့ကဒီ factor of 20ကိုကျွန်တော်တို့ရရှိလာပါပြီဒါဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်တို့30ရဲ့ factor of 30ကိုကျွန်တော်တို့ဆက်လက်ပြီးတော့ရှာပေးရမှာဖြစ်ပါတယ်အဲ့တော့30မှာဆိုလို့ရှိရင်စားလို့ပြတ်တဲ့ guide ဘာတွေပါဝင်လဲဆိုတော့1ပါတယ်ပြီးရင်2လည်းပါပါတယ်เนาะ25လေး30ဆိုတော့2လည်းပါတယ်ပြီးရင်
3လဲပါတယ်ပေါ့နော်30လီ30ဆိုတော့3လဲပါတယ်ပြီးရင်ဘာပါသေးလဲဆိုလို့ရှိရင်30က4မပါဘူးပြည့်တဲ့အတွက်4ကိုကျွန်တော်တို့မယူပါဘူး5ယူပါတယ်5 6လီ30ဆိုတော့5ယူပါတယ်ပြီးရင်6ကျွန်တော်တို့ယူပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်30ပေါ့နော်30ကျွန်တော်တို့ယူပါမယ်30နော်30 73လီ30ဆိုတော့30ကျွန်တော်တို့ယူပါတယ်ပြီးရင်နောက်ထပ်တစ်ခုကဘာလဲဆိုလို့ချင်း15ပေါ့နော်15နှစ်လီ30ဆိုတော့15ကိုလည်းကျွန်တော်တို့ယူပါတယ်နောက်တစ်ခုက30နော်အဲဒီတော့သူဒီ factor of 30ကိုကျွန်တော်တို့ရရှိလာတာဘယ်နှခုလဲဆိုတော့ဒီ kernel လေးတွေပေါ့နော်ဒါက factor of 30မှာကျွန်တော်တို့ရရှိလာတာဖြစ်တယ်အဲ့တော့နောက်ထပ်တစ်ချက်ကဘာရှာလဲဆိုတော့ common factor ဆိုတော့ common factor ကျွန်တော်တို့ကရင်ဦးဆုံးရှာမယ်နော် common factor မှာဆိုလို့ရှိရင်တစ်ခုလောက်ပါဝင်တဲ့diagonal လေးတွေကိုကျွန်တော်တို့ကရွေးထုတ်ယူရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်ခုလောက်ပါဝင်တာဆိုလို့ရှိရင်1ပါတယ်နော်ဒီမှာနော်ပါတယ်ပြီးရင်နောက်ထပ်တစ်ခုက2ပါတယ်နော်2ပါတယ်ဒီဘက်မှာနော်ဟိုဘက်မှာ3မပါဘူးဒီမှာ4မပါဘူးဆိုတော့မယူတော့ဘူးနောက်က5ကနှစ်ခုလောက်ပါတဲ့အတွက်5ပါတယ်ပြီးရင်6မပါဘူး30ပါတဲ့အတွက်30ယူမယ်ပြီးရင်15မပါဘူး20မပါ30မပါဘူးเนาะနှစ်ခုလုံးပါတဲ့အတွက်ကျွန်တော်တို့မယူတော့ဘူးပေါ့နော်ဒါဆိုလို့ရှိရင် common factor ကိုကျွန်တော်တို့ရလာတာက၄ခုဖြစ်ပါတယ်ဒါကကျွန်တော်တို့ရဲ့ greatest ကိုယူရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအကြီးဆုံး guide ကနန်းကိုကျွန်တော်တို့ကယူရမှာဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီရွေးချယ်မှု B ကအဖြေမှန်ပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ exercise number 3ကိုကျွန်တော်တို့ဆက်လက်ပြီးတော့သွားပါမယ်ဒီဦးဆောင်မေခွန်းကိုအရင်ဖတ်မှာဖြစ်ပါတယ် What is the greatest common factor GCF or 16 and 12နော်အဲ့တော့ number 16နဲ့24ကိုကျွန်တော်တို့ကသူတို့ကိုစားလို့ပြတ်တယ် greatest common factor စားလို့ပြတ်တဲ့เนาะ diagonal လေးတွေကိုအရင်ကစစာပေးရမှာဖြစ်ပါတယ်အဲ့တော့16ရဲ့ greatest common factor ကဘာတွေပါဝင်လဲဆိုလို့ရှိရင်เนาะOkay 1ပါတယ်ပေါ့နော်ပြီးရင်2ပါတယ်နိရှိလီ16ဆိုတော့2ပါတယ်ပြီးရင်4ပါတယ်เนาะ3ကမပါဘူး4ပါတယ်4လီ16ဆိုတော့လေပြီးရင်ရှိနလီ16ဆိုတော့ရှိပါတယ်နောက်ဆုံးတစ်ခုကဒါတော့16ပေါ့16တလီ16เนาะ16ကိုစားလို့ပြတ်တဲ့ diagonal လေးတွေကျွန်တော်တို့ရှာလာဆိုလို့ရှိရင်အခုထွက်လာတယ်ပေါ့เนาะကဲဒါဆိုလို့ရှိရင် factor of 16ကိုရှာလို့ပြီးပြီဆိုတော့factor of 24ကိုကျွန်တော်တို့ဆက်လက်ပြီးတော့ရှာမှာဖြစ်ပါတယ် factor of 24เนาะ24မှာဆိုလို့ရှိရင်ဘာသူ့ကိုစားလို့ပြတ်တဲ့ diagonal လေးတွေဘာတွေပါဝင်လဲဆိုတော့เนาะ1လည်းပါပါတယ်1ပါတယ်2ပါတယ်3ပါတယ်เนาะ3ရှိလီ24ဆိုတော့3ပါတယ်ပြီးရင်4ပါတယ်နော်4 6လီ24 4 6လီ24ဆိုတော့4ပါတယ်6ပါတယ်8 3လီ24ခုနပဲเนาะအဲ့တော့အဲ့ဒါဆိုမို့လို့8ပါတယ်ပြီးရင်စနေပါတယ်စနေနယ်လီ24ဆိုတော့စနေပါတယ်ပြီးရင်နောက်ဆုံးတစ်လောက်က24ပေါ့နော်24တလီ24ဒါဆိုလို့ရှိရင်24ကိုစားလို့ပြတ်တဲ့ diagonal လေးတွေကိုလို့ကျွန်တော်တို့ရှာလို့ပြီးသွားပါပြီနောက်တစ်ချက်ကကျွန်တော်တို့ဗာပြန်ယူရမှာလဲဆိုတော့ဒီနှစ်ခုလုံးမှာပါဝင်တဲ့ diagonal လေးတွေကိုကျွန်တော်တို့ကရွေးထုတ်ယူရမှာဖြစ်တယ်ဆိုတော့เนาะနှစ်ခုလုံးမှာပါဝင်တာဆိုလို့ရှိရင်1ပါတယ်ပြီးရင်2ပါတယ်ပြီးရင်4ပါတယ်เนาะဒီမှာဆိုလို့ရှိရင်4ဒီမှာလည်း4เนาะအဲဒီတော့4ပါတယ်3မပါဘူးဖြစ်တဲ့အတွက်3ကိုကျွန်တော်တို့ကပယ်ထုတ်လိုက်ပါမယ်ပြီးရင်6ကပေါ်မှာပါတဲ့အတွက်ကျွန်တော်တို့မယူတော့ဘူး8ကเนาะနှစ်ခုလုံးမှာပါတဲ့အတွက်ကြောင့်မို့လို့အဲ့ကိုလည်းကျွန်တော်တို့ကရွေထုတ်ယူပါတယ်ပြီးရင်16ကမပါဘူး7ကလည်းနှစ်ခုလုံးမပါ24လည်းနှစ်ခုလုံးမပါဘူးဒါဆိုလို့ရှိရင် common factor ကိုရလာတာက4ခုရှိပါတယ်အဲ့တော့ greatest ဆိုတော့ကျွန်တော်တို့ကအကြီးဆုံးကိုယူပေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါက number ရှိပေါ့နော်အဲဒါကြောင့်မို့လို့ရွေးချယ်မှု options C ကရွေးချယ်မှုအမှန်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်เนาะဒီသင်ခန်းစာက greatest common factor နဲ့ပတ်သက်တဲ့သင်ခန်းစာကိုဒီလောက်ထိဆိုလို့ရှိရင်သဘောပေါက်ပြီလို့ထင်ပါတယ်
အဲ့ဒီတော့ GED သင်ချာနဲ့ပတ်သက်တဲ့အချို့သင်ခန်းစာလေးတွေကိုလည်းဆက်လက်ပြီးတော့ကြည့်ရှုချင်တယ်ဆိုလို့ရှိရင်ဒီ channels ကိုเนาะlike နဲ့ subscribe တွေလုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ